င့်ကလေးကိုဘဝမှာအစကတည်းကအားသာချက်တစ်ခုပေးနိုင်မယ်လို့စဉ်းစားကြည့်ပါငွေစုထားခြင်းတာမကပထမနေ့ကစပြီးအမှန်တကယ်ယင်းနှိမ့်မြုံနှံမှုတိုးတက်မှုကိုပါရရှိစေခြင်းပါ Trump accounts လို့ခေါ်တဲ့အစီအစဉ်အသစ်တစ်ခုကအဲ့ဒီအချက်ကိုရည်ရွယ်ထားတာဖြစ်ပြီးအမေရိကန်နိုင်ငံသားမွေးကင်းစာကလေးတိုင်းကို stock ဈေးကွက်နဲ့ချိတ်ဆက်ထားတဲ့ဒေါ်လာထောင်ကြီးယင်းနှိမ့်မြုံနှံမှုအကောင့်တစ်ခုပေးအပ်ပါတယ်မိဘများနဲ့အလုပ်ရှင်များကလည်းထပ်မံပါဝေထည့်သွင်းနိုင်ပါတယ်ဒီနေ့မှာတော့ဒီအစီအစဉ်ဘလို့အလုပ်လုပ်တယ်လဲဘာကြောင့်အရေးကြီးတယ်လဲနောက်ပြီးဒီအစကတည်းကရတဲ့အခွင့်အရေးတစ်ခုကတင့်ကလေးအရွယ်ရောက်လာတဲ့အချိန်မှာဘဝပြောင်းလဲစေနိုင်တဲ့အရာတစ်ခုဖြစ်ဘလို့ကြီးထွားနိုင်တယ်လဲဆိုတာတွေရှင်းပြပေးသွားမှာပါအခြေခံအယူအဆကတော့ဒီလိုပါအရေးချင်းပြည့်မီတဲ့မွေးကင်းစာကလေးတိုင်းဟာအလိုအယောက်ဒေါ်လာ1000ကိုရရှိမှဖြစ်ပြီးအဲ့ဒီငွေကိုအစိုးရကပုံပေးပြီးရေရှည်တိုးတက်မှုအတွက်ဒီဇိုင်းလုပ်ထားတဲ့ဈေးကွက်ကဏ္ဍစုံပါဝင်သောယင်းနှိမ့်မြုံနှံမှုဖန်တစ်ခုထဲမှာထည့်သွင်းယင်းနှိမ့်မြုံနှံပေးပါတယ်မိဘတွေဟာအစားပိုင်းထည့်ပေးတဲ့ဒေါ်လာ1000နဲ့ပဲမကန်သက်ထားပါဘူးတနည်းလင်ဒေါ်လာ1500အထိထပ်မံထည့်ဝင်နိုင်ပြီးရေရှည်ယင်းနှိမ့်မြုံနှံမှုကိုအားပေးဖို့အခွင့်ဆိုင်ရာအကျိုးခံစား권တွေပါဝင်ပါတယ်အလုပ်ရှင်များလည်းကူညီနိုင်ပြီးတနည်းလင်အခွင့်မတည့်မီ pre-tax ဒေါ်လာ1500အထိထည့်ဝင်နိုင်တာကြောင့်တိုးတက်မှုကိုပုံမှုအားကောင်းစေပါတယ်နောက်ထပ်ထည့်ဝင်မှုမရှိဘူးဆိုရင်တောင်မှအစာပိုင်းဒေါ်လာ1000ကအနှစ်20နီးပါးကြီးထွားကိုအရင်ရရှိနေပါတယ်။ store ရေးကွက်ရပုံမှန်ရေရှည်ပြန်လာနှုန်းများအရာအဲ့ဒီငွေသေးသေးလေးကအသက်18နှစ်ရောက်တဲ့အချိန်မှာဒေါ်လာ1000ကြီးအဖြစ်ပြောင်းလဲနိုင်ပါတယ်။ဒါပေမဲ့မိဘတွေအလုပ်ရှင်တွေကအချိန်ကြာကြာဆက်လက်ထည့်ဝင်ပေးနိုင်မယ်ဆိုရင်ငွေပမာဏကအလွန်အမြင့်ကြီးထွားလာနိုင်ပြီးဈေးကွက်အခြေအနေပေါ်မူတည်ပြီးလူကြီးဖြစ်လာတဲ့အချိန်မှာဒေါ်လာသိန်းကြီးသို့မဟုတ်အဲ့ဒီထက်ပိုတဲ့ပမာဏအထိတောင်ရောက်နိုင်ပါတယ်။ဒါကကောလိပ်ပညာရေးအတွက်ပဲမဟုတ်ပါဘူး။အဲ့ဒီငွေကိုပထမဆုံးအိမ်ဝယ်ခြင်းကိုယ်ပိုင်လုပ်ငန်းစတင်ခြင်းဒါမှမဟုတ်ရေရှည်ရင်းနှီးမြှုပ်နှံမှုကိုခွင့်ရများအတွက်အသုံးပြုနိုင်ပြီးလူငယ်တွေကိုအကျွေးနဲ့ဘဝစတင်စေမယ့်အစားအမှန်တကယ်ပိုင်ဆိုင်မှုတွေပေးနိုင်ပါတယ်။အယူအဆကယူရှင်းပေမဲ့အင်အားကြီးပါတယ်။နောက်မျိုးဆက်ကိုငွေကြီးဖြစ်ရတွေမလွယ်ပြောင်းပေးပဲပိုင်ဆိုင်မှုအခွင့်အရေးနဲ့တည်ငြိမ်မှုတွေကိုလွှဲပြောင်းပေးခြင်းပါစတင်မှုကလည်းရိုးရှင်းပါတယ်2025ခုနှစ်မှာစ၍မွေးခွားသောကလေးများအားလုံးအရေးချင်းပြည့်မိပါတယ်မိဘများက trumpaccounts.com မှာထည့်စဉ်သို့မဟုတ် IRS အခွန်ဖောင်များမှာထည့်စဉ်စာရင်းသွင်းလိုက်ပါတယ်တခါစတင်ထားပြီးရင်အကောင့်ကအချိန်နဲ့အမျှအလိုအလောက်ကြီးသွားမှာဖြစ်ပြီးအမြဲတမ်းစီမံခန့်ဝဲနေရမလိုအပ်ပါဘူးဒါကြောင့်တင်ကမိဘအသေးတယောက်ဖြစ်နေရင်သို့မဟုတ်မကြခင်မိဘဖြစ်ဖို့အစီအစဉ်နေတယ်ဆိုရင်ဒီအကြောင်းကိုတရားစဉ်းစားဖို့တာမှာလေဒီနေ့လောက်တဲ့အစင်သေးသေးလေးကခုကတင်းကလေးအတွက်ဘဝတလုံးတတာမဲ့ငွေကြီးအခြေခံကိုဖန်တီးပေးနိုင်ပါတယ်အရေးချင်းပြည့်မီမှုကိုစစ်ဆေးပါအသေးစိတ်အချက်လက်ဒီကိုလေ့လာပါပြီးတော့ Trump accounts ကတင့်မိသားစုအတွက်တင့်တော်မတင့်တော်ဆုံးဖြတ်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မိသားစုငွေကြီးစီမံခန့်ခွဲမှုရင်းနှီးမြှောက်နှံမှုနဲ့ရေရှည်ချမ်းသာရေးဆိုင်ရာအချက်လက်တွေကိုဆက်လက်ရရှိခြင်းဖြင့် subscribe လုပ်ပြီး notification bell ကိုနှိပ်ထားဖို့မမေ့ပါနဲ့